ဒီနေ့ကတော့ဂျပန်ရဲ့ဖះเจ้าမှာအလုတ်လာဆင်းပေးရပါတယ်တူတူဆန်းဆန်းလေးပေါ့နော်ဂျပန်ရဲ့ဖះเจ้าမှာကျွန်တော်တို့ဘာသာနဲ့မတူဘူးဆိုပေမဲ့အရန်လဲလှပါတယ်ဘာတွေရှိလဲဆိုတော့ကျွန်တော်အတက်နိုင်ဆုံးပြပေးပါမယ်လိုက်ခဲ့ပါအရင်ဆုံးပြချင်တာကဒီနဂါရေစင်ပေါ့နော်နဂါရေစင်ကိုရင်ပြပါမယ်ဒါကတော့နဂါရေစင်လေးပေါ့နော်ဒီရေကတော့သူတို့အယူကတော့တန့်စင်တဲ့ရေလို့ခေါ်ပါတယ်ဒီရေခွက်လေးတွေမှာဆိုလဲသူ့နေနံလေးတွေရေးထားတယ်ပေါ့နော်ဒီရေက24နာရီကြာတာပါဒီရုပ်ထုလေးကနေပြီးတော့ကြာတာပါဒါကတော့သူတို့မုံမြတ်တဲ့တန့်စင်ရေလေးပေါ့နော်ဒီမှာပါဒါကရေစင်ပါဒါကတော့သူတို့ဖျားချံပေါ့နော်ဖျားချံဆိုလဲမြေသားပဲလှုပ်ထားတာပါအရန်ကိုတန့်ရှင်းရှင်းထားပါတယ်ပြီးတော့တပ်ပင်ကြီးတွေဆိုအကြီးကြီးနဲ့ဒါအရင်တော့တပ်ပင်ကြီးတွေပေါ့နော်အရန်လှပါတယ်မြေသားပါပဲကိုရီမြန်မာပြည်လိုပဲသူတို့လည်းမြေသားလေးပဲထားပြီးတာပါသူတို့ကွန်ကရစ်လည်းသုံးနိုင်ပါတယ်ဒါပေမဲ့မသုံးပါဘူးမြေသားလေးထားပြီးအရန်မှချံတန့်ရှင်းပြီးလှနေတာပါဒါတော့ဖျားเจ้าမှာဖျားเจ้าကဒီနေ့ပိတ်ထားတယ်ဗျာနော်ဒီနေ့တနင်္လာနေ့ပိတ်ထားဒါကတော့ကျွန်တော်တို့လာဆောင်ပြီးရဖျားเจ้าအစ်စ်လေးပါခုမြင်နေရတာဒါကတော့ဒီစာလေးရတော့စူတောင်းစာလေးပေါ့နော်စူတောင်းစာလေးရသူတို့ဒီမှာသူတို့နေ့ရက်တွေကြာရင်လူတွေအများကြီးလာကြတယ်စူတောင်းစာလေးရေးပြီးတော့ဒီမှာချိတ်ကြရောဒါကတော့စူတောင်းစာလေးအများကြီးပါအဟောင်းနေပေါ့နော်ဒါဖျားเจ้าရှိရကားလမ်းလေးပါဒီချိန်ကဒါကြောင်းဖွင့်ချိန်ဆိုကြောင်းသားလေးသွားနေတာပေါ့နော်ဒီမှာကလေးလေးတွေဆိုရင်ငယ်ငယ်လေးတွေဒါပေမဲ့တယောက်တည်းသွားလို့ရပါတယ်ဂျပန်အရန်စိတ်ချပါတယ်တယောက်တည်းသွားတယ်ဟိုးမှဆိုចောင်းသားတွေအမြဲတမ်းနှုတ်ဆက်တာမနေ့တိုင်းမင်္ဂလာပါဘောနော်ကောင်းကောင်းသွားပါဘောဒီဦးလေးရတော့ဒါလမ်းကြီးကြက်ကြီးပါចောင်းသားလေးတွေအမြဲနှုတ်ဆက်ပါတယ်ဒါတော့ဘုရားကျောင်းရှိပါအများကြီးလည်းရိုက်လို့မရလို့ဒီလောက်ပါပဲကျေးဇူးပါ